အားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ရေဒီနေရာလေးကတော့နော်ရေအန်ကြီးနဲ့တော့တောင်ရှိတဲ့နေရာတစ်ခုဖြစ်ပြီးတော့ဘူကေမြို့တွင်းမှာနော်ရေချိုအန်ကြီးကိုဒီဆောက်ထားတဲ့နေရာတစ်ခုဖြစ်ပြီးတော့ရောက်တဲ့သူတိုင်းနော်စိတ်ဝင်စားကောင်းတဲ့နေရာလေးတစ်ခုဖြစ်ပြီးတော့ဗောဗျာစိတ်ချမ်းသာကိုချမ်းသာဖြစ်ပြီးတော့လောလခန္ဓာတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ဗျာဒီနေရာလေးကတော့နော်အကစားသမားလေးနဲ့အားလာတဲ့အချိန်လေးမှာလာလေတဲ့လူတွေမြတ်ကြီးတွေ့ရတာဖြစ်ပါတယ်နော်ဒီနေရာကတော့နော်ရေကန်ရဲ့ပါလန်ဖြစ်ပါတယ်နော်ဒီပါလန်လေးဆိုရင်ပေါ့နော်ကီလိုမီတာအဖြစ်နော်6ကီလိုလောက်ရှိတယ်ပေါ့ဗျာ6ကီလိုလောက်အဲ့ဒီနေရာလေးကိုဆိုရင်ပေါ့ဗျာကျွန်တော်တို့တမန်အဖြစ်ပုံမှန်သွားတာဆိုရင်တနအီကြောကြာတာပေါ့ဗျာဒီနေရာလေးရဲ့အလှပလေးကိုဆိုတော့ကျွန်တော်တို့အရင်တုန်းကကျွန်တော်တို့မရောက်ခဲ့ဘူးအခုဆိုတော့ကျွန်တော်တို့ဒီမှာသွားရင်းလာရင်းနဲ့ဘုဒ္ဓတရှာရင်းနဲ့ဒီနေရာလေးကိုရောက်ဖြစ်ခဲ့တာပေါ့ဗျာတငယ်ချင်းတွေနဲ့တူဒီမှာကားလမ်းလေးရလဲကျွန်တော်ပဲပေါ့ဗျာဒီရေကန်ကိုပါထားတာသွားပြန်လမ်းကတ်တရလမ်းကြီးကိုလှလှပပသရရခင်းထားတာလေးကိုမြင်တွေ့ရတာဖြစ်ပါတယ်เนาะဒီနေရာကတော့เนาะရေကန်ရဲ့အောက်ဘက်မျက်နှာစာဖြစ်ပါတယ်เนาะเนาะရေကန်ဆိုရင်ပေါ့เนาะရေချိုကန်ဖြစ်ပြီးတော့เนาะရေကူးလို့မရဘူးပေါ့เนาะပူကဲမျိုးမှာရှိတဲ့ခုနှစ်သားသမီးများသောက်သုံးတဲ့ရေကန်ကြီးဖြစ်ပါတယ်เนาะကြည်လင်လန်းဆန်းပြီးတော့သားရနေတာမြင်တွေ့နေရတာဖြစ်ပါတယ်เนาะဒီရေလေးဆိုရင်ပေါ့เนาะအမြဲတမ်းသုံးလောင်ထားတဲ့ဖြစ်တဲ့အတွက်ပေါ့เนาะသားရှင်းနဲ့အမိုက်တရိုက်လုံးဝမရှိဘဲနဲ့ကျွန်တော်တို့မြင်တွေ့နေရတာဖြစ်ပါတယ်เนาะဒီနေရာလေးကိုရောက်ရင်ပေါ့ဗျာစိတ်အေးချမ်းသာမှုလေးရှိပြီးတော့တဘဝအလှတော့တောင်လေးတွေကိုမြင်တွေ့နေရတာဖြစ်ပါတယ်ဗျာအားကြောင့်ဒီနေရာလေးဆိုရင်တနင်္ဂနွေနေ့လေးတွေမှာအလဲသွားပြီးတော့ပန်းဖြေနားဖြေဖို့အတွက်အမတန်မှရှုခဲကောင်းတဲ့နေရာလေးဖြစ်ပါတယ်ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ကနေပြီးတော့ဒီနေရာလေးကိုရောက်တော့ရောက်ခိုက်အချိန်လေးမှာတငယ်ချင်းလေးကိုမျှဝေတင်ဆက်ပေးတာဖြစ်ပါတယ်เนาะကြည့်ရှုသူတငယ်ချင်းပေါင်းသိအကုန်လုံးကျမ်းမာချမ်းသာဘေးရန်ကင်းကြပါစေခင်ဗျာ